ကျွန်တော်ကိုတာတီလူရဲ့ဂျူစီတခြင်းဆိုလေးပေါ့နော်သူ့ရဲ့ချင်းကကီးမီဖြစ်ပါတယ်ကီးမီကိုကီးမီတိုင်းပဲကင်တီးမယ်ဆိုရင်အစမပြေတဲ့အတွက်ကျွန်တော်ကောက်ဖို့၄ခွက်မြောက်ညှက်ထားပါတယ်၄ခွက်မြောက်ညှက်လိုက်တော့ဒီကပိုပြီးလွယ်သွားပါတော့ပထမဆုံးစတီးမယ်ဆိုတော့ကျွန်တော်ဒီကပ်ပိုတက်ထားတဲ့ကွက်ကနေစပြီးတော့ကျွန်တော်1ကွက်ကနေစမယ်ပေါ့နော်1 2 3 4 5 6ခွန်အဲ့လိုမျိုးတွက်တောင်းပါပေါ့နော်ပထမဆုံးစတီးမယ်ဆိုတော့6ကျိုးလွတ်ကျိုးကိုတီးလိုက်မယ်6ကျိုးခွန်ကွက်နောက်တစ်ခါ6ကျိုးလွတ်ကျိုးထပ်တီးတယ်6ကျိုး8ကွက်နောက်တစ်ခါ6ကျိုးလွတ်ကျိုး6ကျိုးခွန်ကွက်အဲ့ဒါမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အဲ့ဒါပြီးရတယ်6ကျိုးလွတ်ကျိုး2ချက်တီးတယ်တစ်ချက်တီးပြီးရတယ်6ကျိုးခွန်ကွက်ပြီးရတယ်6ကျိုးလွတ်ကျိုး6ကျိုး10ကွက်ပြီး6ကျိုးလွတ်ကျိုး6ကျိုး10ကွက်အဲ့ဒါမျိုးပေါ့နော်ပြီးခဲ့တဲ့ခါလေးကိုဖြည်းဖြည်းချင်းပေါင်းလိုက်မယ်အဲ့ပြီးရတယ်6ကျိုးလွတ်ကျိုး2ချက်ပြီးခွန်ကွက်ကိုပြန်ကြရပါတော့ပြီး6ကျိုးလွတ်ကျိုး6ကျိုး10ကွက်6ကျိုးလွတ်ကျိုး6ကျိုးခွန်ကွက်အဲ့ဒါမျိုးလေးပေါ့နော်အဲ့လိုမျိုးလေးအဲ့ပြီးရတယ်6ကျိုးလွတ်ကျိုး2ချက်တီးတယ်ပြီးရှေ့ကွက်ကနေစပြီးတော့ရှေ့30ရှေ့ခွန်ပေါ့နော်တော့ဟမ်းမနဲ့ပူလို့တော့တစ်ချက်ပဲတီးလိုက်တယ်ပေါ့နော်ရှေ့ကိုတီးပြီးတော့10ခွက်ကိုလမ်းအုပ်လိုက်တယ်အုပ်လိုက်တဲ့အတန်လေးကနေမှပူလို့ပြန်ဆွဲတယ်ပြီးရှေ့ကွက်ကိုပြန်ကြတယ်ပြီးရင်ခွန်ကွက်ကိုနောက်ပြန်လေးဆွဲသွားတယ်ပေါ့နော်အဲဒါမျိုးလေးပေါ့အဲလိုနော်အဲတော့ဒါမျိုးလေးအဲ့ပြီးရတယ်6ကျိုးလွတ်ကျိုး2ချက်ပြန်တီးတယ်ဒီကကြတော့ခွန်ရှစ်ခွန်6ကျိုးလွတ်ကျိုးနဲ့တွေ့တယ်ပေါ့နော်အဲ့လိုကျွန်တော်အစားဆုံးလေးနည်းနည်းလေးတီးလိုက်မယ်နော်အဲ့ဒီကိုသူကနှစ်ခေါက်တီးရအောင်နော်အစားဆုံးနှစ်ခေါက်ပြန်တီးရနှစ်ခေါက်တီးပြီးရတယ်သူကဒီ12ကွက်မြောက်တီကျိုးနဲ့တီကျိုးဆိုဟာမိုနစ်လေးတီးရနော်ဟာမိုနစ်ဆိုတာဒီကျိုးနဲ့လက်နဲ့ထိုံလေးနဲ့နေထားလေးကိုတီးလိုက်တာပေါ့နော်တီကျိုးနဲ့2ကျိုးတီးလိုက်မယ်12ကွက်မြောက်အဲ့ပြီးရတယ်3ကျိုး9ကွက်မြောက်ပြီးတီကျိုး12ပဲပြန်တီးတယ်အဲ့ဒါမျိုးလေးပေါ့နော်အဲ့ဒါလေးတီးပြန်ပြီးတော့ဗောနော်ပြီးရင်ဆိုရဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေဗျာ